န္ဓာကိုယ်ကမွေးဖွားဖို့အချိန်တန်ပြီဆိုတာကိုဘလို့သိတာလဲကလေးရဲ့အဆုတ်တွေဟာအပြင်လောကမှာအသက်ရှူဖို့အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ဓာတုအချက်ပြလိုင်းတွေကိုထုတ်လွှတ်လိုက်ပါတယ်ဒီအချက်ပြမှုတွေဟာကလေးရဲ့အဆုတ်ကနေတဆင့်မိခင်ရဲ့ခန္ဓာကိုယ်တွေကိုစီးဝင်သွားပြီးမွေးဖွားခြင်းလုပ်ငန်းစဉ်ကိုစတင်ဖို့သတင်းစကားပါလိုက်တာပါပထမဦးဆုံးအနေနဲ့ကိုယ်ဝင်ကိုထိန်းထားပေးတဲ့ progesterone hormone ရဲ့တက်ရောက်မှုဟာလျော့ကျသွားပါတယ်။တစ်ချိန်တည်းမှာပဲ estrogen လို့ခေါ်တဲ့ hormone ပမာဏကမြင့်တက်လာပါတယ်။ဒီ hormone တစ်ခုရဲ့အချိုးအစားအပြောင်းလဲကတားရင်ကျွတ်သားတွေကိုနိုးဆိုးလိုက်ပါတယ်။ရလဒ်အမြင်နဲ့တားရင်ဟာကလေးကိုအပြင်ကိုတွန်းထုတ်ဖို့အတွက်ကျုံဆန်ခြင်းတွေကိုစတင်လှုပ်ဆောင်လာပါတော့တယ်။ဒါကြောင့်မွေးဖွားခြင်းဆိုတာမိခင်တည်အောင်တဲ့ရဲ့စူးစမ်းမှုတွေမဟုတ်ဘဲကလေးကိုယ်တိုင်ကကျွန်တော်ကျမအပြင်ထွက်ဖို့အစင်းသင့်ချစ်ပါပြီလို့အချက်ပြလိုက်တဲ့ပြီးပြည့်စုံသောပူးပေါင်းဆောင်ရွက်မှုတစ်ခုပဲဖြစ်ပါတယ်